Hello ဒီနေ့မှာတော့ GT exam reschedule လုပ်နည်းနဲ့test center ဘယ်လိုပြန်ပြောင်းလို့ရလဲဆိုတာပြပေးရပါမယ်အရင်ဆုံးကိုယ့်ရဲ့ GT account ထဲကို login ဝင်ပေးပါပြီးသွားရင်ကိုယ့်ရဲ့ home screen မှာကိုယူထားတဲ့ exam date လေး appointment ဒီလိုမျိုးပေါ်နေပါလိမ့်မယ်ကိုယူထားတဲ့ exam date appointment ကိုနေလိုက်ပါကိုချင်းချင်းတဲ့ subject မှာအမှ reschedule ကိုနေလိုက်ပါဒီမှာကတော့ကိုယူထားတဲ့ exam center ပေါ်နေပါတယ်exam center ပဲပြန်ယူပြီးတခြားရဲ့ချင်းနဲ့ဆိုရင်အောက်မှာရက်ယူလို့ရပါတယ်ကိုကြိုက်တဲ့လားကိုကြိုက်တဲ့ရက်ကိုပြန်ယူလို့ရပါတယ်ဒီမှာတရက်နဲ့19ရက်နဲ့19ရက်ကလွန်ကျင်တဲ့ရက်တွေအကုန်ယူလို့ရတယ်ပေါ့နော်တကယ်လို့ကိုပြင်မဲ့ test center မှာကိုလိုချင်တဲ့ရက်မရှိတော့တာမျိုးဆိုရင်တခြား test center ကိုပြန်ပြောင်းလို့ရပါတယ်test center ပြောင်းမယ်ဆိုရင်အမှ find another test center ဆိုတဲ့ဟာကိုနှိပ်လိုက်ပါဒီမှာကိုကြိုက်တဲ့ center ကိုယူပေးလို့ရပါတယ်ကိုယူချင်တဲ့ကိုပြေးချင်တဲ့ test center ကိုယူလိုက်လို့ရပါတယ်academic institute မှာဖြစ်ချင်တယ်ဆိုရင်ဆိုရင်အဟာကိုနှိပ်ပြီး next ကိုနှိပ်ပေးလိုက်ပါပြီးတော့ဒီacademic institute center မှာပဲတိတ်တီယူလို့ရလဲဆိုတာကြည့်လို့ရပါတယ်အမှကိုကြိုက်တဲ့ရက်ကိုကြိုက်တဲ့လကိုယူလို့ရပါတယ်ပြီးတော့လို့ရှိရင်ကိုဖြေမဲ့အချိန်ကိုယူပေးရပါမယ်ကိုပဲအချိန်ဖြေချင်တာလဲမနေ့ပိုင်းနေ့လိုက်ပိုင်းလားညနေပိုင်းလားဆိုတာကိုကြိုက်တဲ့အချိန်ကိုယူပေးလို့ရပါတယ်ကိုဖြေမဲ့အချိန်ကိုယူပြီးသွားရင် continue with this time ကိုနေလိုက်ပါပြီး agree ကိုနေလိုက်ပါမယ်ဒါကတော့ကိုရဲ့ new appointment ပေါ့နော်ကိုရက်ကိုချိန်လိုက်တဲ့ date နဲ့ test center ကိုတခြားလေးကြံစစ်ကြည့်ပေးပါပြီးရင်တော့ next ကိုနေလိုက်ပါပြီးရင် confirm reschedule ကိုနေပေးလိုက်ပါဆိုရင် reschedule လုပ်ပြီးရပါပြီAn email confirmation has been sent to ကိုယ့်ရဲ့ email မှာတော့ပို့ပေးလိုက်တယ်ပေါ့နော်ကိုကရက်တည်ချင်းပြီးသွားပြီဆိုတဲ့အကြောင်းကိုဆိုရင်ကိုယ့်ရဲ့exam date လေးချိန်လို့ရတော့ပါပြီ